မင်္ဂလာပါကျွန်တော်အခုဒီပို့လေးကအရေးကြီးတဲ့ပို့လေးပါတော်လှန်မိဘပြည်သူများတယောက်နဲ့တယောက်လက်တို့ပြီးတော့ပြပေးပါဒါကတော့ဘာလဲဆိုတော့လက်ရှိကဘာကြီးကကျွန်တော်တို့ကိုနိုင်ငံနဲ့ပတ်သက်လို့တက်ကာရတွေရသလောက်စုဆောင်းနေပါတယ်အဲ့ဒီအတွက်လက်ရှိ IUG ဝင်ကြီးကနေအနားယူပြီးတော့အမေရိကန်မှာအဖွဲ့အစည်းဖွဲ့ပြီးတော့လက်ရှိမင်းအောင်လှိုင်အပါအဝင်တိုင်းပြည်ကိုအကြမ်းဖက်နေတဲ့စစ်ဗိုလ်ချုပ်တွေကိုကဘာကြီးကအရေးယူလို့ရအောင်ဒေါက်တာဆာဆာကဥဆောင်ပြီးတော့လုပ်နေပါတယ်အဲ့ဒါဘာလုပ်လဲဆိုတော့ခမားတို့ကျွန်တော်တို့ပြည်သူတွေရဲ့အင်အားဘယ်လောက်ရှိတယ်ဆိုတော့ကဘာကိုပြနိုင်မဲ့အစီအစဉ်ပါနော်အဲ့ဒီအစီအစဉ်တွေကနေ True Choice မြန်မာဆိုတဲ့ပေလေးရှိပါတယ်အဲ့ဒီပေလေးမှာကျွန်တော်တို့ကလက်မှတ်လေးဝင်ထိုးပေးအောင်ပဲအချိန်2မိနစ်ပဲကြာမယ်မလုံတတ်ဘူးလားခဏလေးစောက်ကျွန်တော်ဘေးမှာလုတ်ပုံတိထထပြပါမယ်နော်တစ်ချက်စီးစီးကြည်ဝါပါဒီဗီဒီယိုဖိုင်လေးကိုကြည့်လိုက်တစ်ချက်ရက်လိုက်လုပ်လို့ရပါတယ်နော်အဲ့တော့ကြည်ဝါပါကျွန်တော်တို့အတူဟုတ်ကဲ့အရင်ဦးဆုံးကျွန်တော်တို့ Facebook ကအပေါ်ဝင်းလေးထဲမှာတခုခုကိုရှာခြင်းရိုက်ရှာတဲ့ဝင်းလေးထဲမှာကျွန်တော်ဒီဗီဒီယိုဖိုင်ကလူဘိန်းနားလဲအောင်ရှင်းမှပြမှာဖြစ်တဲ့အတွက်တိကျနားလဲတဲ့လူတွေအတွက်ရှင်းပြတာမဟုတ်ဘူးနော်တချို့တွေကြတော့ဘလို့လောက်ကောင်မှမတိတဲ့လူတွေအတွက်ကျွန်တော်ရှင်းပြမှာပါအပေါ်ကတခုခုကိုရှာခြင်းနဲ့ Facebook ထဲကအပေါ်ဂွင်းဝိုင်းလေးတွေ့တယ်မလားနော်ဒီမှာဒီဂွင်းဝိုင်းလေးထဲမှာအဲ့ဂွင်းဝိုင်းလေးထဲမှာကျွန်တော်တို့ရိုက်ရှာပါဘလို့ရိုက်ရှာမလဲဆိုတော့ကျွန်တော်ပြပါမယ်ဒီမှာနော်ဒီမှာဒါကျွန်တော် screenshot ယူထားပါ TRUE true CHOIC try true try မြန်မာ MYANNA ကမြန်မာလို့ရိုက်ရှာလိုက်ပါTrue Choice မြန်မာဆိုတဲ့ဒီစာလုံးတန်းလေးကိုရိုက်ရှာလိုက်ပါရိုက်ရှာလိုက်ရင်ပေါ်လာပါလိမ့်မယ်ဒီမှာပေါ်လာပြီဒါဒီဟာလေးနော်ဒီမှာတွေ့လားဒေါက်တာဆဆာကိုတိုင်းတင်ပေးထားတဲ့ပို့ဒီပေလေးကိုဝင်လိုက်ပါနော်ဒီပေလေးကိုဝင်လိုက်ပါအပေါ်ဆွဲတင်ဟိုအောက်မှာပေရဲ့အောက်ဆုံးမှာနော်ရှိပါတယ်ဒီမှာအချိန်2မိနစ်ပဲပေးပါဆိုတဲ့ဒီပို့လေးကိုတွေ့ပါလိမ့်မယ်နော်ဆွဲတင်နော်အပေါ်ဆွဲတင်ပါဒါပထမအဦးဆုံးပို့ပေါ့ဒီပို့လေးကိုတွေ့ပါလိမ့်မယ်ဒီပို့လေးကိုတွေ့တာနဲ့အဲ့ပို့လေးမှာတော့စာရီရေးထားတယ်အောက်ဆုံးကစစ်တမ်းဖြည့်ဆိုရန်ဆိုတဲ့ link လေးကိုနှိပ်လိုက်ပါနော်ဒီမှာကျွန်တော်ပြန်ပြမယ်ဒီမှာစစ်တမ်းဖြည့်ဆိုရန်ဆိုဒီ link လေးကိုနှိပ်လိုက်ပါအဲ့ဒါလေးကိုလက်ကလေးနဲ့တိုးလိုက်လက်ကလေးတိုးရင်ဒီ page ထဲရောက်သွားပါလိမ့်မယ်နော်ဒီမှာစာရီပြည်သူ့ဆန္ဒခံယူခြင်းဆိုပြီးတော့ဒီစာတွေကိုတေချာဖတ်ကြည့်ပါနော်ဒီစာတွေကိုတေချာဖတ်ကြည့်ပါအမှအပိုင်း1အတိတ်နဲ့အနာဂတ်ရွေးကောက်ပွဲများပေါ်အမြင်သဘောထားဆိုတော့မေကွန်း1 NLD အစိုးရလက်ထက်၌ကျင်းပခဲ့တဲ့2020အထွေရွေးကောက်ပွဲဒီမြန်မာပြည်သူကိုကိုစားပြုသည့်တရားဝင်ရလဒ်ဖြစ်ပါလိမ့်ယုံကြည်ပါသလားဆိုကျွန်တော်ကယုံကြည်တယ်ရွေးတယ်နံပါတ်2 NLD အစိုးရလက်ထက်ကျင်းပခဲ့တဲ့ခဏလေးနဲမြန်ကျွန်တော် NLD အစိုးရလက်ထက်ကျင်းပခဲ့တော့2020အထွေရွေးကောက်ပွဲတွင်ပြည်သူများလွတ်လပ်၍တရားမျှတစွာမဲပေးနိုင်ခဲ့သည်ဟုယုံကြည်ပါသလားတဲ့ကိုယ်ဆန္ဒအတိုင်းပဲနော်ယုံကြည်ပါလဲဆိုရင်ယုံကြည်ပါလဲပေးပါဒီမှာနော်အပေါ်ဆက်သွားမယ်ထပ်ပြီးတော့ချစ်လိုက်ပါပြီးရင်မေကွန်းတုံးကစစ်ကော်မရှင်ကဦးစီးကျင်းပတဲ့ရွေးကောက်ပွဲဒီမြန်မာပြည်သူလူထုကိုစစ်မှန်စွာကိုစားပြုသည့်တရားဝင်အစိုးရတရက်ပေါ်ထွက်စေနိုင်မည်ဟုယုံကြည်ပါသလားလက်ရှိမင်းအောင်လှိုင်လုပ်နေတဲ့နော်ဒီနံပါတ်3မေကွန်းကလက်ရှိမင်းအောင်လှိုင်ဦးစီးလုပ်နေတဲ့သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကနေတိုင်းပြည်ကိုပြည်သူအတွက်ကိုစားပြုတဲ့အစိုးရထွက်ပေါ်လာမယ်လို့ယုံကြည်ပါသလားတဲ့ကျွန်တော်ကတော့မယုံကြည်ဘူးလက်ရှိမင်းအောင်လှိုင်လုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုလက်မခံတဲ့အတွက်မယုံကြည်ပါဆိုတဲ့ဟာကိုကျွန်တော်နှိပ်ပါမယ်ဒါမှမယုံကြည်ပါမိကုနံပါတ်4ကစစ်ကော်မရှင်ကဦးစီးကျင်းပမည့်ရွေးကောက်ပွဲများတွင်ပြည်သူများလွတ်လပ်ရေးတရားမျှတစွာမဲပေးနိုင်မည်ဟုယုံကြည်ပါသလားတဲ့နော်ဘယ်လိုလုပ်လွတ်လပ်အတူရောင်ရွေးကောက်ပွဲပါဆိုတော့ဘယ်လိုလွတ်လပ်ပြီးတရားမျှတမလဲလက်ရှိပါဝင်တဲ့နော်ခွေးနေရမရလို့နေရတနေရရမလားလို့ပါဝင်နေတဲ့အိမ်ဖြစ်ကံပါတီတွေတောင်မှမတရားဘူးလို့အတန်ထွက်လာပြီလေဟုတ်တယ်မလားအဲ့တော့ဘာဖြစ်လဲမယုံကြည်ပါပေါ့ကျွန်တော်မယုံကြည်ပါပဲပေးရမှာပဲနော်ဒီမှာမယုံကြည်ပါမေကွန်းနံပါတ်5တရားဝင်အရက်သားဒီမိုကရေစီအစိုးရပြန်လည်မပေါ်ပေါက်မီစစ်တပ်ထိန်းချုပ်အောက်တွင်မြည်သည့်ရွေးကောက်ပွဲမဆိုကျင်းပတင်ပါသလားမကျင်းပတင်ပါနော်
နောက်တစ်ခုကအပိုင်းနှစ်မှာကြတော့ပြည်တွင်းနဲ့ပြည်ပရှိမြန်မာပြည်သူများ၏အမြင်များဆိုပြီးရေးထားပါတယ်အဲ့ဒီမှာမေခွန်းနံပါတ်6နဲ့9ကိုတဲ့မဖြေဆိုရင်တင်လက်ရှိနေထိုင်တဲ့နေရာကိုဖြေကြားပေးပါတဲ့တင်ယခုဘယ်မှာနေထိုင်တယ်လဲလက်ရှိကိုရောက်ရှိနေတဲ့နေရာနော်မြန်မာပြည်တွင်းဆိုမြန်မာပြည်တွင်းပြီးရင်မြန်မာပြည်တွင်း၌စစ်ဘေးရှောင်နေရာဆိုစစ်ဘေးရှောင်နေရာထိုင်းဆိုထိုင်းပေါ့နော်ကိုကြိုက်တဲ့ထိုင်းနိုင်ငံဒုက္ခတယ်မလေးရှားနိုင်ငံဒုက္ခတယ်အိန္ဒိယနိုင်ငံဒုက္ခတယ်ကျွန်တော်ကတော့အာရှတိုက်မှာဖြစ်တဲ့အတွက်အာရှတိုက်ကိုရွေးလိုက်ပါတယ်နော်ဒီမှာအာရှတိုက်တွင်ရောက်ရှိနေတဲ့မြန်မာနိုင်ငံသားအဖြစ်ကျွန်တော်ဒုက္ခတယ်နဲ့ရောက်နေတာမဟုတ်ဘူးထိုင်းနိုင်ငံမှာအလုပ်လုပ်ရင်းနဲ့ကျွန်တော်ရောက်နေတာဖြစ်တဲ့အတွက်ကိုကထိုင်းနိုင်ငံမှာဆိုတော့အာရှတိုက်လည်းပါတော့ကျွန်တော်အာရှတိုက်ရွေးတာအခြားဒုက္ခတယ်တစ်ခုခုနော်ပြည်သူကိုပြန်လို့မရဘူးထိုင်းနိုင်ငံကိုဒုက္ခတယ်အဖြစ်ရောက်နေဒုက္ခတယ်ရွေးလို့ရတယ်ထိုင်းနိုင်ငံဒုက္ခတယ်မလေးရှားနိုင်ငံမှာဒုက္ခတယ်အဖြစ်ရောက်နေမလေးရှားနိုင်ငံဒုက္ခတယ်အိန္ဒိယမှာဒုက္ခတယ်အဖြစ်ရောက်နေအိန္ဒိယနိုင်ငံဒုက္ခတယ်အဖြစ်ကိုယ့်ကိုကြိုက်တယ်လို့ရွေးလို့ရတယ်နော်ဒီမှာကြည့်လိုက်ကိုကြိုက်တဲ့နေရာကိုရွေးလို့ရပါတယ်ဒါကျွန်တော်ကတော့အာရှမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားအဖြစ်ဆိုတဲ့ဟာကိုရွေးလိုက်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်လက်ရှိရောက်ရှိနေတာဒုက္ခတဲ့အဖြစ်နဲ့ရောက်ရှိနေတာမဟုတ်ဘူးအာရှနိုင်ငံထဲမှာဖြစ်တဲ့ထိုင်းနိုင်ငံသားအနေနဲ့ရောက်လာနော်ဥရောပရောက်နေတဲ့ဥရောပမြောက်အမေရိကဆိုတဲ့မြောက်အမေရိကဩစတြေးလျဆိုတဲ့ဩစတြေးလျဒါအဲ့နိုင်ငံတွေမှာရောက်နေတဲ့လူတွေကတော့အထွေထူးပြောစရာမလိုနော်ဒီဟာလေးကလုံးဝလုံခြုံရေးထိုးမပေါက်ဘူးနော်ဒါလေးကိုကျွန်တော်တို့တီးဖို့လိုတယ်ဒီမှာဝင်ရွေးလို့စစ်တပ်ကတိမာတွေပြန်ဖမ်းကန်တိမာတွေဘာမှစိတ်ပူစရာမလိုဘယ်သူမှတီးလို့မရဘူးဒါနော်ကိုရေးတဲ့ဟာကိုတက်ဆိုင်ရာတာဝန်ရှိတဲ့ page admin တွေပဲကြည့်လို့ရတယ်အခြားလူဘယ်လို့မှဝင်ကြည့်လို့မရပါဘူးနောက်တစ်ခုကမေခွန်းနံပါတ်6နိုင်ငံတစ်ခုခုတွင်နဲ့ဒုက္ခတဲ့အဖြစ်နေထိုင်သူဖြစ်ပါကမြန်မာနိုင်ငံဒီစစ်အုပ်ချုပ်ရေးအောက်တော့မဟုတ်စစ်ကော်မရှင်မှကျင်းပသည့်ရွေးကောက်ပွဲမှထွက်ပေါ်လာသည့်အစိုးရအောက်တွင်ဆက်လက်ရှိနေမည်ဆိုပါကတင်ပြန်လာရန်စဉ်းစားမည်လားပြည်တွင်းနေထိုင်သူများဖြစ်ဆိုရန်မလိုဘူးဒီမေခွန်းကတော့ရှင်းရှင်းပြောရင်အခုမင်းအောင်လှိုင်လှုပ်တဲ့အတူရောင်ရွေးကောက်ပွဲကနေသူတို့ကြမ်းဖို့အစိုးရတက်လာပြီအဲ့လိုကြမ်းဖို့အစိုးရတက်လာရင်ဒုက္ခတဲ့အဖြစ်နေတဲ့သူတွေပြည်သူကိုပြန်ဖို့အဆန္ဒရှိတာဆိုတော့ကျွန်တော်ကတော့စိတ်ကူးတော့မရှိဘူးเนาะဝေါ်ရင်နဲ့လာပြီးတော့မင်းအောင်လှိုင်ကိုယ်တိုင်ကိုစီမင်းအောင်ကဝေါ်ရင်နဲ့လာထမ်းတာမှာဆိုတော့မပြန်ဘူးသိချเนาะသူတို့စစ်ပွဲတွေအုပ်ချုပ်တမျှတော့အဲ့တွေကျွန်တော်ကတော့မပြန်လို့ပါဆိုတဲ့ဟာကိုရွေးပါမယ်เนาะပြန်မလာလို့ပါဆိုတဲ့ဟာကိုကျွန်တော်ကရွေးပါမယ်ဒါပါလဲဆိုတော့အလုံးတိတဲ့အတိုင်းပဲเนาะသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲကနေကျွန်တော်တို့ပြန်စရာအကြောင်းမရှိဘူးဟုတ်တယ်မလားဒီလောက်တိုင်းပြည်ကိုဒုက္ခပေးနေတဲ့ရွေးကောက်ပွဲကတက်လာတဲ့ကောင်တွေအားလုံးကစစ်ကွေးတွေပဲလေဟုတ်တယ်မလားအာဏာသိမ်းတာနဲ့ဒီစစ်ကွေးတွေပဲအဲ့ဒီအာဏာသိမ်းတဲ့စစ်ကွေးတွေကပဲယူနီဖောင်းလဲပြီးတော့ပစိုးဝစ်တာအဲ့တော့နောက်ထပ်မေခွန်းတစ်ခုကတော့ကျွန်တော်တို့မေခွန်းနံပါတ်9ဒါနိုင်ငံတစ်ခုခုတွင်နဲ့ဒုက္ခတွေအဖြစ်နေထိုင်သူဖြစ်ပါကမြန်မာနိုင်ငံငြိမ်းချမ်းပြီးဘေးကင်းလုံခြုံမှုနဲ့မိမိတဘောထားဆန္ဒအလျောက်နေရပြန်ရေးကိုအာမခံသည့်နောက် Federal Democracy အစိုးရလက်ထက်တွင်တင်ပြန်သွားမည်လားပြည်တွင်းနေထိုင်သူများဖြစ်ရန်မလိုဘူးဒါလေသူမေးတာတော့ကျွန်တော်တော်လှန်ရေးအောင်မြင်သွားပြီ Federal အစိုးရတက်လာပြီကျွန်တော်တိုင်းပြည်တွေတော်လှန်ရေးအင်အားစုတွေကနေစုပေါင်းပြီးတော့တည်ဆောင်တဲ့ Federal အစိုးရတက်လာရင်ဒီဘက်ရောက်နေတဲ့သူတွေအနေနဲ့အိမ်ပြန်ခြင်းလားဆိုဟာဒါကတော့ပြောစရာလိုနေတာကပြီးပြန်မှာနော်ကပြီးပြန်မယ်ဆိုတဲ့အဖြေမရှိလို့နော်ပြန်လာပါမည်ဆိုတာပဲကျွန်တော်ကတော့ရွေးလိုက်တော့တယ်အမှန်တကယ်ကပြီးပြန်မယ်လို့အဖြေရှိကျွန်တော်ကပြီးပြန်မယ်ရေးမှာဟုတ်တယ်မလားကျွန်တော်လိုပဲကပြီးပြန်မယ်လူတွေရှိတယ်နော်ဟုတ်တယ်မလားသိတယ်နော်ဒါပဲအပိုင်းတုံးကလူဦးရေဆိုင်ရာတဲ့ကိုရေးအချက်လက်များဒါတော့ဟိုလူဦးရေနဲ့ဆိုင်တဲ့ဟာပေါ့နော်အပိုင်း1အပိုင်း2ဒါအပိုင်း3အပိုင်း3ကျတော့ဒီလူဦးရေနဲ့ဆိုင်ရာအချက်လက်များပေါ့1အသက်အရွယ်အုပ်စုရွေးချယ်ပါတဲ့ဒါကိုယ့်ရဲ့အသက်အရွယ်ပေါ့ကိုယ့်အသက်အရွယ်ကဘယ်လောက်လဲဆိုတော့ဆက်ရွေးချယ်ရမှာပေါ့နော်နော်ကြားလားမလားဒါကိုရွေးချယ်ရမယ့်အပိုင်းတွေပေါ့ယောက်ျားလေးဆိုယောက်ျားလေးမိန်းကလေးဆိုမိန်းကလေးနော်နောက်ပြီးကိုနေတဲ့ကိုယ့်ရဲ့ဒေတာအေယာဝတီဆိုအေယာဝတီရန်ကုန်ဆိုရန်ကုန်မရှမ်းဆိုရှမ်းမွန်ဆိုမွန်ရခိုင်ဆိုရခိုင်ပေါ့စသဖြင့်ကိုယ့်ရဲ့မွေးစာတိဒါတွေအားလုံးပြီးရင်ဒီညလေးမှာဤစစ်တမ်းကိုတဲ့ဒီမှာပါဝင်ရသဘောတူပြီးကျွန်တော်တို့ဤဒါဟိုတုရိသနာပဲပြုမှာပြီးရင်အောက်ဆုံးကတင်သွင်းပြီဆိုတဲ့ဟာလေးကိုပြလိုက်ရုံပဲကျွန်တော်နည်းနည်းပြန်ပါခဏပြန်ပြမယ်နော်ဒီမှာဒီမှာဒီညလေးမှာအမှန်ချစ်လေးပေးလိုက်အမှန်ချစ်လေးပေးပြီးရင်ဒါလေးကိုဖတ်ကြည့်ပေါ့နော်ဒီဟာကိုမြန်မာမျိုးလျှို့ဝှက်ထားမှဖြစ်ပါတယ်တဲ့တုတေသနာပြုကိုပဲဖြစ်ပါတယ်တုတေသနာပြုရဆိုတော့ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့သဘောထားဆန္ဒကိုဘယ်လောက်ရှိတယ်ဆိုတော့တုတေသနာပြုမှာပဲဖြစ်တယ်ကိုယ့်ရဲ့အချက်လက်တွေ data တွေကိုဒီပြည်သူအကြမ်းဖက်နေတဲ့စစ်တပ်ကတိစီရအကြောင်းမရှိဘူး
အဲ့တော့ဒါလေးကိုအမှန်ချစ်ပြီးရင်စစ်တမ်းတင်သွင်းပြီးဆိုတဲ့ဒါလေးကိုနောက်ဆုံးနှိပ်လိုက်တာနဲ့ကိုယ့်ရဲ့ဒီလက်ရှိသဘောထားမှတ်ချက်စစ်တမ်းလေးကကိုယ်တိုင်ပါဝင်ပြီးသားဖြစ်သွားပါပြီလုံးဝလှုပ်တဲ့အလုပ်ပါနော်ဒီမှာကြည့်လိုက်ဒီမှာဒီညလေးမှာအမှန်ချစ်ကလေးချစ်လိုက်မယ်ဒီမှာစစ်တမ်းတင်ပြီးနှိပ်လိုက်ကျေးဇူးတင်ပါဒီဒါဆိုပြီးသွားပြီအဲ့ဒါဆိုရင်ကိုယ့်အောင်မြင်သွားပြီကိုယ့်တောင်းပြီးသွားပြီကဲနားလည်ပြီးထင်တယ်ကျွန်တော်တိတ်တိတ်စတာကြီးလောက်ပြပေးထားပါတယ်အဲ့တော့ဒါကလည်းအရေးကြီးတယ်ကျွန်တော်တို့မြန်မာပြည်သူတွေဘလောက်ထိလက်ရှိအာဏာသိမ်းမှုကိုလက်မခံလဲဆိုတာကိုသိဖို့အတွက်ကျွန်တော်ဝိုင်းလို့ဆိုပါချင်းအဲ့တော့ဒီပို့လေးကိုတင်ပေးဖို့ကျွန်တော်ကိုဒေါက်တာဆဆာအဖွဲ့ကနေအကူအညီတောင်းလာပါတယ်လက်ရှိလဲဒေါက်တာဆဆာအလုပ်တစ်ခုလုပ်နေပါတယ်ကျွန်တော်တို့တင်းလောက်တည်ထားပါတယ်ဘာလဲဆိုတာကိုတို့တက်ဆိုင်ရမထုတ်ပြန်တဲ့အတွက်ကျွန်တော်တို့မပြောပါဘူးစိတ်ကျဉ်းစရာကောင်းတဲ့သတင်းတွေကြားပါလိမ့်မယ်အဲ့ဒါဆိုသဘောပေါက်ပါအဲ့တော့အဲ့ဒီအဖွဲ့ကလာပြီးတော့အကူအညီလာတောင်းတာပေါ့နော်တင်ပေးဖို့ပေါ့အဲ့တော့ကျွန်တော်ကဒီလိုမျိုးတိတိကျကျ reaction လေးလုပ်ပြီးတော့ပေးထားပါတယ်ကျွန်တော် video file ကိုယူပြီးတော့လည်း reaction လုပ်လို့ရတယ်ပြန်တင်လို့လည်းရတယ်နော်လက်ရှိတော်လှန်ရေးအတိုင်းဝိုင်းကထင်ရှားကြော်ကြားတဲ့ညီကိုမောင်နှမအကိုတွေအမတွေညီတွေညီမတွေနော်အားလုံးကိုဒီတော်လှန်ရေးမှာလူတိတဲ့အကောက်ပိုင်ရှင်တွေအားလုံးကိုလည်းကျွန်တော်မေတ္တာရက်ခံပါတယ်ဒီပို့လေးကိုဝိုင်းတင်ပေးပါအရေးကြီးအားကြီးလို့ပါအားလုံးတညီတညွတ်နဲ့တင်ကြမယ်ဆိုလို့ရှိရင် public မှာပေါက်သွားပြီးတော့ကျွန်တော်လူထုမြင်ရပါလိမ့်မယ်လူထုမြင်ရမှဒီလိုစစ်တမ်းတွေမှာအင်တိုက်အားတိုက်လူထုကပါဝင်နိုင်မှာဖြစ်တဲ့အတွက်တော်လှန်ဘက်ချမ်းမှာပါဝင်နေတဲ့ညီကောင်မောင်နှမတွေအားလုံးရှင်းရှင်းပြောရင်တော်လှန်ဘက်ချမ်းမှာကျွန်တော်စောင့်နေကြတဲ့လူတွေရောချစ်တဲ့လူတွေရောအားလုံးကိုမေတ္တာရက်ခံပါတယ်ဒါကတိုင်းပြည်အတွက်အရေးကြီးလို့ဒါလေးမှာပါဝင်ပေးပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျကဲဒါလို့ဆိုအားလုံးသဘောပေါက်မှထင်ပါတယ်နော်အဲ့တော့ဒါလို့ဆိုရင်လည်းလောက်တတ်မှထင်ပါတယ်ကျွန်တော်ဒီဒီစာလေးလုပ်ပေးထားတာပါဟုတ်ကဲ့ပါ